အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုတွေ့ခဲ့မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလက်ခံရရှိရသူတွေကလက်ရှိအချိန်ဒီမှာကိုယ့်ရဲ့စိတ်အတွင်းထဲမှာစိတ်ခံစားချက်လေးကိုစိတ်ခံစားချက်ကိုပိတ်ထားတာမျိုးလေးတွေစိတ်ပူပန်တာမျိုးလေးတွေကိုအတွက်တစ်ခုခုအလိုမကျတာမျိုးလေးရှိနေရဲ့တဲ့အဲ့ဒီအတွက်ကြောင့်လက်ရှိအချိန်ဒီမှာကိုယ့်ရဲ့ခံစားချက်တွေကိုတတ်နိုင်သမျှထိန်းထားပါတတ်နိုင်သမျှဘယ်လိုပြောမလဲတိုးမထားနဲ့ပေါ့နော်ထိန်းထားပါဆိုတော့မကောင်းတဲ့အရာတွေကိုထုတ်ပြပြီးတော့ကောင်းတဲ့အရာလေးကိုထိန်းထားပါတဲ့ပြီးတော့နောက်ထပ်တစ်ခုကကိုအချိန်ပေးရမယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကိုအတွက်လိုအပ်နေတာအေးဆေးတည်ငြိမ်တဲ့အချိန်လေးတစ်ခုလိုအပ်နေကိုအတွက်စိတ်အေးချမ်းစေမယ့်အချိန်လေးပြီးတော့နားယူဖို့လိုအပ်နေရယ်ပြီးတော့ကိုယ်နားလည်ပြီးလူတယောက်နဲ့ဆက်သွယ်ပြီးတော့စကားပြောတာမျိုးလေးတွေပြီးတော့နောက်တစ်ခုကိုအေးချမ်းစေမယ့်အရာလေးတွေကိုဝါသနာပါတဲ့အရာလေးတွေကိုလုပ်ဖို့လိုအပ်နေရယ်တဲ့အဲ့ဒါလေးကိုတည်တည်ချာချာလုပ်ပါအနည်းဆုံးတစ်နေ့မှာ15မိနစ်ဒါမှမဟုတ်မိနစ်20အနည်းဆုံးလုပ်ဖို့လိုအပ်နေရယ်တဲ့ပြီးတော့နောက်တစ်ခုကကိုပို့ပြီးတော့ဂရုစိုက်ဖို့လိုအပ်နေရယ်ကိုပို့ပြီးတော့ကျင်နာဖို့လိုအပ်နေအဲ့ဒီအရာတွေကအပြောပဲမဟုတ်ဘဲနဲ့တကယ်ကိုလက်တွေ့ကြကြကိုပို့ပြီးတော့ကျင်နာဖို့လိုအပ်နေတာတပားသူကိုသွားပြီးတော့လှုပ်ပေးဖို့လိုအပ်နေတာတဲ့ကိုပို့ပြီးတော့ကျင်နာဖို့လိုအပ်နေရဲ့အချိန်ပေးဖို့လိုအပ်နေရဲ့ပြီးတော့အေးဝအိတ်ဖို့ပြီးတော့ကိုအားရှိရဲ့စကားတွေပြောပြဖို့ငါတမ်းပါတယ်ငါကျင်နာတတ်တယ်ငါကောင်းတဲ့အရာတွေရှိတယ်ပေါ့နော်ကိုယ့်ရဲ့ကောင်းတဲ့အရာတွေကိုကိုပြန်မြင်အောင်ပြီးတော့ကိုပြောပေးဖို့လိုအပ်နေရဲ့တဲ့ပြီးတော့နောက်တစ်ခုကိုကလိုချင်နေတာပျော်ရွှင်မှုဒါပေမဲ့တကယ်ပျော်ရွှင်မှုကိုလိုချင်ပေမဲ့ကိုယ့်ရဲ့စိတ်အတွင်းထဲမှာအမြဲတမ်းရှင်းလင်းတဲ့ပျော်ရွှင်မှုမရှိဘူးကိုကဒီမနေ့ပိုင်းမှာပျော်နေပေမဲ့ချက်ချင်းလည်းကြီးနောက်တစ်နိုင်လောက်ကြာရင်မပျော်တာမျိုးအဲ့လိုစိတ်အတက်ကြမြန်တာမျိုးလေးကို့မှာဖြစ်နေတတ်တယ်တဲ့အဲ့ဒါလေးတွေကိုသတိထားပြီးတော့ပြင်ရမယ်တဲ့ပြီးတော့နောက်တစ်ခုအနည်းဆုံးတော့ကိုတနေ့တာလုံးမှာအလုပ်ပဲလုပ်ဘာပဲလုပ်နေကိုယ့်ရဲ့စိတ်ကမပျော်စေတဲ့အရာအတွေးတွေအဲ့ဒါတွေကိုဖြတ်တောက်ပြရမယ်ပြောင်းလဲပြရမယ်တဲ့ကိုပြောင်းလဲနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကိုယ့်ဘက်မှာဘယ်သူမှမရှိဘူးငါအတွက်ခံစားချက်တွေရောငါ့ကိုနားလည်ပေးနိုင်မဲ့လူတွေရောငါမှမရှိဘူးအားလုံးကငါ့ကိုတမျိုးထင်နေကြတယ်အဲ့လိုအတွေးမျိုးတွေလုံးဝnegative အတွေးတွေကိုလုံးဝမတွေးပါနဲ့တဲ့လက်ရှိအချိန်ဒီမှာကိုကောင်းတဲ့စကားတွေပဲပြောပေးပါကောင်းတဲ့အရာလေးတွေကိုပဲကိုဘဝတွေကိုဝန်ခံပါတဲ့ပြီးတော့ကိုမေးပါငါအခုခံစားနေရတဲ့အရာတွေငါလုပ်နေတဲ့အရာတွေအောင်မှန်ရင်လားငါမကောင်းတဲ့ခံစားချက်တွေကိုလက်ခံနေလားအဲ့လိုမျိုးလေးပြန်ပြီးတော့ကိုမေးခွန်းလေးမေးပြီးတော့ကောင်းတဲ့အရာလေးတွေများများပြောပေးပါတဲ့ကိုပြောင်းလဲဖို့လဲကိုယ့်ရဲ့စိတ်အတွင်းကလည်းဖွင့်ပေးရမယ်တဲ့ပြောရမယ်ဆိုရင်ဒီဗီဒီယိုကိုလက်ခံရရှိတဲ့သူတွေကမကြခင်အတွင်းမှာစိတ်ချမ်းသာတဲ့အခြေအနေတစ်ခုကိုရောက်တော့မှဖြစ်တဲ့အတွက်ကိုယ့်အတွက်မကောင်းတဲ့အရာတွေဆုံးရှုံးသွားတဲ့အရာတွေငါနဲ့မထိုက်တန်ဘူးဆိုတာကိုလက်ခံပြီးတော့ရှေ့ဆက်ပြီးတော့ကောင်းတဲ့အရာတွေကိုပဲလက်ခံတာမျိုးလုပ်ပြီးပါမကြခင်ချိန်တွင်းမှာဒီထက်ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်လာပါလိမ့်မယ်ကံကောင်းခြင်းတွေဝင်လာပါလိမ့်မယ်ကိုယ့်အတွက်ကောင်းမွန်တဲ့အခြေအနေလေးတွေကိုလက်ခံရရှိကြပါစေ။